တိုင်းစစ်မှာအမိုက်ပြင်းနေတဲ့ Highland ကိုဒီဈေးရတာနဲ့ရောင်းထုတ်သွားမဲ့ United ပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာရွှေရိုး Sport Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ရပါတယ်ခင်ဗျာ Manchester United ကတော့အသင်းရဲ့တိုင်းစစ်မှာအမိုက်ထိုင်ပြင်းနေတဲ့ Romac Highland အတွက်ပြောင်းရွှေ့ကြေးကိုတတ်မှတ်လိုက်ပြီးဖြစ်ပါတယ် Highland ဟာပြီးခဲ့တဲ့နှစ်2023နေရာသည့်အပြောင်းရွှေ့မှာ Italy Serie A ကလပ်အတလနာကနေ United ကိုပေါင်82သန်းနဲ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ် United မှာနေရာဒီကြာဖြတ်တန်းခဲ့ပြီးတဲ့နောက် Highland ရဲ့ခြေစွမ်းဟာတိုးတက်လာခြင်းမရှိခဲ့တဲ့ပြင်အသင်းရဲ့တိုင်းစစ်မှာလည်းလူပိုကြီးတယောက်လိုဖြစ်နေခဲ့တာပါ United ဟာပြီးခဲ့တဲ့တင်းဝင်တွေတော့က Wolverhampton ကိုရှုံးနေခဲ့ပြီးတဲ့နောက်အသင်းသမိုင်းတခြားအဆိုးအဆုံးရက်တည်မှုနဲ့ယာတီတင်းရဖို့တေချာသွားခဲ့ပြီးဖြစ်ပါတယ်အခုလိုမျိုး United တို့တိုင်ပတ်ရိုင်းထွက်နေရတဲ့အဓိကအကြောင်းရင်းတွေထဲမှာတိုက်စစ်ကသွင်းကိုမိုးခေါင်မှုကလည်းတစ်ခုအပါဝင်ဖြစ်ပါတယ် United တိုက်စစ်ဟာဒီယာတီမှာတော်တော်လေးအခြေအနေစိုးနေပြီးဒီယာတီမှာ Premier League သွင်းကို39ကိုသာသွင်းယူထားနိုင်ကဒါဟာတပွဲတကိုးလုံးဆိုတဲ့ပမာဏဖြစ်ပါတယ်အမဘေးဆရာထိပ်ပိုင်းကိုဥဆောင်နေတဲ့အသင်းကိုကြည့်လိုက်ရင်သွင်းကို60နဲ့ထက်သွင်းယူထားတဲ့အသင်းတွေဖြစ်ပြီး United ထက်တောင်နှစ်ဆပိုများနေတာဖြစ်ပါတယ်လက်ရှိအသင်းအတိုင်းစစ်မှာတာဝန်ယူထားတဲ့ Chelsea Highland တို့ဟာလည်းအားကိုးလို့မရနိုင်ပဲ Highland ဆိုရင်အသင်းအတွက်နောက်ဆုံးပြိုင်ပွဲဆောင်ပွဲ20မှာတကိုးသာသွင်းယူထားနိုင်တဲ့အထိအခြေအနေဆုံးနေတာဖြစ်ပါတယ်ဒါကြောင့် United အနေနဲ့လာမယ့်နေရာဒီမှာအသင်းအတွက်အသုံးဝင်ဖြစ်နေတဲ့ Highland အတွက်ကမ်းလှမ်းမှုတွေကိုလက်ခံစဉ်းစားသွားမှာဖြစ်ပြီးရီယိုတန်း30ဝန်းကျင်ရတာနဲ့လက်လွတ်ပေးသွားမယ်လို့သိရပါတယ်Manchester United ဟာလာမယ့်နေရာဒီအပြောင်းရွှေ့ဈေးကွက်အတွင်းတော်တော်လေးအလုံးရှုံနေအောင်မှာဖြစ်ပါတယ်။ဒီရာဒီမှာအခြေအနေမကောင်းလို့ဘယ်နေပြောင်းပေးနေရတဲ့ United တို့လာမယ့်ရာဒီမှာအချမ်းပန်မလုပ်ပဲအမှန်ကန်ဖြုတ်ဖို့အတွက်အခုကတည်းကကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရပိုင်းတုန်းကထွက်ပေါ်လာခဲ့တဲ့သတင်းတွေအရ United ဟာဝူတိုင်းစစ်ကစားမကိုညာကိုခေါ်ယူဖို့အတွက်ထိတ်ဆုံးကနေဥဆောင်နေပြီးရာဒီမကုန်ခင်မှာသဘောတူညီမှုရရှိသွားဖို့မျှော်လင့်နေပါတယ်။ကိုညာကိုခေါ်ယူဖို့အတွက် Chelsea, Arsenal, Spurs တို့ကလည်းစိတ်ဝင်စားနေပေမဲ့ကစားမကိုယ်တိုင်က United မှာကစားဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။ United အနေနဲ့အပြောင်းရွှေ့ဈေးကောင်းဖွင့်ခင်မှာကိုညာကိုအပိသက်ခေါ်ယူသွားဖို့လည်းမျှော်လင့်နေတာဖြစ်ပါတယ်။ဒါအပြင် United ဟာဂရာဆေးမှာအငှားထွက်ကစားနေတဲ့နာပိုလီအသင်းရဲ့နိုင်ဂျီးရီးယားတိုက်စစ်မှုဗီတာအိုဆီယန်ကိုခေါ်ယူဖို့အတွက်လည်းပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့လည်းနာမည်ကြီးသတင်းဌာနတွေကလည်းအတိမပြူသေးတာကြောင့်စိတ်မချရသေးသလို United တို့အနေနဲ့လည်းအိုဆီယန်ရဲ့မြင့်မားတဲ့လောက်ခလာစာမွေကိုပေးချေခြင်းမလားဆိုတာကလည်းစဉ်းစားစရာရှိနေပါတယ်။နာမည်ကျော်သတင်းတောက်တူဖြစ်တဲ့ David Ornstein ကတော့ United ဟာအပြောင်းရွှေ့ဈေးကွက်စားဖွင့်တာနဲ့ကိုညာနဲ့အေးဆွေတဲ့အတိုင်းစစ်မှုဒီလက်တို့ကိုရအောင်ခေါ်ယူသွားမှာဖြစ်ပြီးသူတို့နှစ်ဦးကိုခေါ်ယူဖို့အတွက်ဘတ်ဂျက်ကလည်းအဆင်သင့်ဖြစ်နေတယ်လို့သိရပါတယ်။ United ဟာလက်ရှိ Premier League မှာအဆင့်14နေရာထိရောက်ရှိနေတာကြောင့်အမပေးစရာကနေဥရောပဝင်ခွင့်တနေရာရရှိဖို့ဆိုတဲ့အခွင့်အရေးကအင်မတန်နေပါသွားခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့် United အနေနဲ့နောက်ရာသီမှာ Champions League ဝင်ခွင့်လိုချင်နေဆိုရင် Europa League ဖလားကိုရယူသွားဖို့လိုအပ်နေကြတာဖြစ်ပါတယ်။ United ဟာ Europa League မှာတော့ Semi Final အဆင့်ထိရောက်ရှိနေပြီး Spain Club Athletic Bilbao နဲ့ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။တကယ်လို့ Bilbao ကိုကျော်ဖြတ်လာနိုင်ခဲ့ရင်တော့တစ်ဖက်က Spurs နဲ့ Bodo Glimt တို့ပွဲစဉ်ကအနိုင်ရရှိတဲ့အသင်းနဲ့ UEFA Europa League ဘောလုံးပွဲကိုကစားသွားရမှာဖြစ်ပါတယ်။ United အနေနဲ့လာမယ့်နေရာဒီဈေးကွက်မှာအသင်းရဲ့ဘန်နာရေးအခြေအနေတွေအဆင်ပြေစေဖို့အတွက် Champions League ဝင်ခွင့်ရရှိဖို့လိုအပ်နေကြတာဖြစ်ပါတယ်။ဒါမှလည်း Amorim လိုချင်တဲ့ကစားသမားတွေကိုခေါ်ယူသွားနိုင်မှာပါ။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုကြီးကဒီလောက်ပါပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ